ya uri kiai zigo nyuro kanoro kane alerga lala ngewa kanoro nyuga phiko ni zigo nyega peti nanditi zigo nyo yaonda ngewa tavana gonyao thonlin ne nyuga pala bia kai sai nya lo tge yin ji de zigo nyuroရောက်အောင်လာခဲ့မိတ်ဆွေဒီတချင်းလေးနဲ့ဖိတ်ခေါ်လိုက်ချင်သာယာဝရီခရိုင်စည်းကုန်းမြို့တို့ကနော်တို့ကနေအလဲတကလန်းလာနေပါကနော်တို့မြို့ကဖိတ်ခေါ်စည်းကုန်းမြေကပဲ့တင်နန်းတီးတီစည်းကုန်းမြို့ရောက်အောင်လာခဲ့ပါသာသနာကုန်းရောက်ထုံးလင်းနေမြို့ပါပါလာပြားခိုင်ဆိုင်ရလို့တကယ်ရင်ရှိတဲ့စည်းကုန်းမြို့တော့ရောက်အောင်လာခဲ့မိတ်ဆွေဒီတချင်းလေးနဲ့ဖိတ်ခေါ်လိုက်ချင်အစင်လာကောင်းတို့လူတော်လူကောင်းများစွာမွေးထုတ်တဲ့စည်းကုန်းမြို့ပါလူမှုရေးအတင်းဖွဲ့များတဲ့စည်းကုန်းမြို့ရဲ့လို့ပြောနိုင်ကျွန်တော်တို့စည်းကုန်းမြို့ရဲ့တည်ဆောင်ဖျားညသိန်းနဲ့ဒီရောမြတ်ကိုဖူးမြင်လာစေခြင်းဒီညသိန်းနဲ့ဘုရားဝိဒီကထူကြတဲ့မြေကဤဒီကံရလေးတိုင်းမြင်နိုင်သည်ငြိမ့်တဲ့သာလေးစိမ့်လက်နဲ့တို့စီကုန်ပြီပါမြို့ရဲ့တန်တမန်တိုက်တဲ့ကဗုဒ္ဓမြတ်ဆွေတော်ကိုဥတွေ့မြင်နိုင်သည်ဒီစီကုန်မြို့လာခဲ့ပါနေရမြေကြီးကချွေတိလျက်ပါစီကုန်မြို့တော်ပြေမြို့နဲ့ပဲဆိုမဝေးတော့ပါဘူးတို့ဌာနေသာယာဝရီခရိုင်စည်းကုန်းမြို့တို့ကနော်တို့ကနေအလဲတကလန်းလာခဲ့ပါကနော်တို့မြို့ကဖိတ်ခေါ်စည်းကုန်းမြေကပဲ့တင်နန်းတီးတီစည်းကုန်းမြို့ရောက်အောင်လာခဲ့ပါသာသနာကုန်းရောက်ထုံးလင်းနေမြို့ပါပါလာပြားခိုင်ဆိုင်ရလို့တကယ်ရင်ရှိတဲ့စည်းကုန်းမြို့တော့ရောက်အောင်လာခဲ့မိတ်ဆွေဒီတချင်းလေးနဲ့ဖိတ်ခေါ်လိုက်ချင်အစင်လာကောင်းတို့လူတော်လူကောင်းများစွာမွေးထုတ်တဲ့စည်းကုန်းမြို့ပါလူမှုရေးအတင်းဖွဲ့များတဲ့စည်းကုန်းမြို့ရဲ့လို့ပြောနိုင်ကျွန်တော်တို့စည်းကုန်းမြို့ရဲ့တည်ဆောင်ဖျားညသိန်းနဲ့ဒီရောမြတ်ကိုဖူးမြင်လာစေခြင်းဒီညသိန်းနဲ့ဘုရားဝိဒီကထူကြတဲ့မြေကဤဒီကံရလေးတိုင်းမြင်နိုင်သည်ငြိမ့်တဲ့သာလေးစိမ့်လက်နဲ့တို့စီကုန်ပြီပါမြို့ရဲ့တန်တမန်တိုက်တဲ့ကဗုဒ္ဓမြတ်ဆွေတော်ကိုဥတွေ့မြင်နိုင်သည်